Wizards ကိုရှင်းလိုက်နိုင်ပြီဖြစ်ပေမဲ့ Moran တယောက်ကတော့ကြံနေသေးပါတယ်။ Moran ဟာအေကပုံးလိုမျိုးပဲ smash ကြတဲ့ gangster ဖြစ်တဲ့အတွက်ထိတ်တိုင်းမတွေ့ခင်အခွင့်အရေးကိုတည်တည်ချာချာစီမံရပါတယ်။1929ခုနှစ် Valentine Day 1929ခုနှစ်ရဲ့ Valentine Day မှာခွင့်ရေးရောက်ရှိလာပါတော့တယ်။အဲ့ဒီမှာဘာတစ်ခုကစီဝေးတစ်ခုကို Moran နဲ့သူတို့ရဲ့လူတွေလာကြပါတယ်။အဲ့ချိန်မှာပဲရဲတွေရုတ်တရက်ရောက်လာပြီးတော့သူတို့ကိုဖမ်းလိုက်ပါတယ်။ချီကာဂိုမြို့ရဲ့အချင်းပြတ်ဝန်ထမ်းတွေအကြောင်းသိတဲ့နေတဲ့အတွက် gangster တွေကရဲတွေပါလည်းတိတ်ပြီးကြောက်မနေခဲ့ကြပါဘူး။စကန်ခေါ်သွားပြီးတော့ခိုင်းတို့ပတ်စံပေးပြီးတော့မှခဏနဲ့ပြန်ခဲ့လို့ရမှာပဲဆိုပြီးတော့မှတွေးနေခဲ့ကြတာပါ။ဒါပေမဲ့ဒီတစ်ခေါက်တော့သူတို့ပြန်မလာနိုင်တော့ပါဘူး။သူတို့ဖမ်းထားတဲ့သူတွေကအချင်းပြတ်ရဲတွေမဟုတ်ဘဲနဲ့ရဲဟန်ဆောင်ထားတဲ့အေကပုံးရဲ့လူတွေဖြစ်နေလို့ပါပဲ။အေကပုံးရဲ့လူတွေကဖမ်းထားတဲ့သူတွေအကုန်လုံးကိုတန်းစီခိုင်းပြီးဘာမှပဲတစ်ခါလေးပြစ်တက်လိုက်ပါတယ်။အဲ့လူသက်မှုက American သမိုင်းမှာရက်ဆက်ဆုံးလူသက်မှုတွေကတစ်ခုဖြစ်တဲ့ Saint Valentine Massacre ဆိုတဲ့သမိုင်းဝင်လူသက်ပွဲအဖြစ်မှတ်တမ်းဝင်သွားခဲ့တာပဲဖြစ်ပါတယ်။